အားလုံးပဲမင်္ဂလာပါကိုဘုန်းရဲ့ channel ရလေးပြီးမိတ်ဆွေတွေအားလုံးကိုနှွေးထွေးစွာပြန်လည်ကြိုဆိုပါရစေ။ကဲအားလုံးပဲချင်းမိတ်ဆွေတွေမင်္ဂလာညချမ်းလေးပါဗျာနော်။ကဲကျွန်တော်ရဲ့ TV ဒီပိုင်းလေးကိုမြင်ပြီးတွေးပြီးဆိုရင်အားလုံးပဲတယောက်တစ်ချက် like လောက်မှလေးတွေနှိပ်ပေးပါဗျာနော်။ကဲ channel ကို subscribe နေရတဲ့ကိုဒီမကြီးအားလုံးကလည်း channel လေးကို subscribe နေပေးပါ။ like and share လေးနဲ့လည်းများတွေ့အောင်ဝိုင်းပြီး share ပေးကြပါ။ကဲမိတ်ဆွေတွေအားလုံးပဲအခုကျွန်တော်လာရောက်ပြီးမျှဝေပေးတဲ့ဗီဒီယိုပိုင်းကြီးကကျွန်တော်တို့ဒါမနက်ဖြန်ကျွန်တော်တို့ကြာသပတေးနေ့ပေါ့နော်။ကြာသပတေးနေ့29ရက်8လ2026ကြာသပတေးနေ့မနက်စီအတွက်ပါအဲ့တော့ပုဂ္ဂိုလ်မကြီးအားလုံးပဲကျွန်တော်ရဲ့ဒီဗီဒီယိုပိုင်းလေးကိုမြင်ပြီးတွေ့ပြီးဆိုရင်အားလုံးပဲအများသူငါတွေ့အောင်အများသူငါမြင်အောင်အားလုံးဝိုင်းပြီး share ပေးကြပါဦးဗျာနော်ကဲမျိုးတွေအားလုံးပဲကျွန်တော်တို့ဒါမနက်ဖြန်နော်ကြာသပတေးနေ့မနက်တော့မှာပုဂ္ဂိုလ်မကြီးအားလုံးပဲတော့ကိုယ်မှလုံးဝဝိုင်းချင်းလေးတွေရှိရင်လည်းကတ်ထုတ်ပါနော်ကဲအဲ့တော့ကဲမနေ့ကကျွန်တော်ကြာသပတေးနေ့အတွက်ကိုလာရောက်ပြီးရဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်အဲ့တော့မျိုးတွေအားလုံးကเนาะတူးစင်တာတူးမြစ်တာပေါ်ထားတဲ့အနေထားပြပေါ့เนาะအားလုံးပဲတယောက်ချက်ရှင်းပြပါလို့เนาะလမ်းမလေးနှိပ်ပြီးဝင်လာပြီးပါကိုဒီမရအားလုံးပဲเนาะလမ်းမလေးနှိပ်ပြီးဝင်လာပြီးပါဗျကဲကျွန်တော်မနေ့ပြန်လာတော့ကျွန်တော်တို့ဒါထိတ်စီးနောက်ပိတ်လမ်းကြောင်းလေးတွေပဲသွားမယ်เนาะကဲထိတ်စီးနောက်ပိတ်လမ်းကြောင်းလေးတွေသွားမယ်ကိုကွက်မူဆိုင်လေးတွေပေါ့เนาะအဲထိတ်စီးလမ်းကြောင်းကျွန်တော်နောက်ပိတ်လမ်းကြောင်းကျွန်တော်ခီးခွေရှိမယ်ကျွန်တော်ဗရိတ်ရှိမယ်ပေါ့เนาะအဲ့တော့ကြိုက်တဲ့ကိုဒီမရအားလုံးကတော့ယူသုံးပါနော်မကြတဲ့ကိုဒီမရတော့ကြော်တော့ပါကဲတော့ကျွန်တော်တို့မနက်ဖြန်ထိုးအမိတ်ကဏ္ဍလေးတွေပြောပေးမယ်နော်အကိုဒီမရအားလုံးပဲမနက်ဖြန်ထိုးအမိတ်ကဏ္ဍလေးတွေပြောပေးမယ်တခါတည်းရေးစီရမက်စီယာလေးတွေအနားမှာတခါတည်းချထားပေးပါနော်တခါတည်းရေးစီရမက်စီယာလေးနားမှာတခါတည်းချထားပေးပါအဲ့တော့မနက်ကလို့ဖြည့်အောင်မယ်နော်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်က live မှာမတွေ့ရင်ကျွန်တော်ဗီဒီယိုဖိုင်မှာတင်ပေးပါတယ်နော်အဲ့တော့ကိုကုမိုင်းအားလုံးပဲเนาะဗီဒီယိုပိုင်းမှာလေးဝင်ရောကြည့်ပါเนาะဝင်ပြီးတော့ကြည့်ပေးပါဟိုမနေ့ကကျွန်တော်တို့ထိစီနောက်ပိတ်လမ်းကြောင်းနဲ့ကျွန်တော်တို့ဒါဗရိတ်ချုပ်ပြီး share main ကကျွန်တော်3ခွက်ပြောပေးမယ်အခွေပြောပေးမယ်ပေါ့เนาะကဲအားလုံးပဲစကြမယ်ဗျာเนาะဒီညနေမှာမိတ်ဆွေတွေအားလုံးပဲနှစ်9ဆိုတော့အဲ့နှစ်9ရဲ့မူကမနေ့ပြန်မိတ်ဆွေတွေเนาะပေးမယ်ဆိုလို့ရှိရင်เนาะမနက်ဖြန်ကျွန်တော်တို့ဘာရနိုင်တဲ့အနေထားလဲဆိုတော့86ဆိုတဲ့ main ကွက်မနက်ဖြန်ညနေပိုင်းကိုပြန်ကြနိုင်တယ်เนาะသူကကျွန်တော်ကဒီနေ့ကသူ့ကိုကျွန်တော်ကီးဝမ်းချင်းပဲယူလိုက်တာเนาะဟာကျွန်တော်တို့က4-9ဆို4-9ဆိုတဲ့ကျွန်တော်တို့ကကနန်းကကျွန်တော်တို့အပီးဖြစ်သွားတယ်เนาะအပီးဖြစ်သွားတယ်အကယ်၍သာ तू ကမနက်ဖြန်အဲ့လိုဆက်ပေးမယ်ဆိုရင်เนาะမနက်ဖြန်ညနေပိုင်းကိုကနန်းကတကွက်တည်းထိုးအောင်เนาะဘာကနန်းလဲဆိုတော့ကျွန်တော်86ကမနက်ဖြန်ညနေကိုတကွက်တည်းထိုးအောင်เนาะ86ကကျွန်တော်ကဘယ်လိုပြောမလဲဆိုတော့ကျွန်တော်1ချင်းနဲ့ကီးဒီနေ့သူက1ချင်းဒဲမပေးကျွန်တော်ဒါ4ပတ်ဒီအမှန်ပြောရရင်ကျွန်တော်ဒါ4-9ပတ်ဒီ9-3ညပတ်ဒီเนาะဒါပေမဲ့ကျွန်တော်4-9ပတ်ဒီက4ပတ်ဒီကြိုင်တယ်9-3ညပတ်ဒီကကျွန်တော်3ညပတ်ဒီကြိုင်တယ်ပေါ့နော်ဒါပေမဲ့ तू ကဒဲကိုမပေးဘူးဗျာတော့ဒဲကိုမပေးဘူး तू ကဟို4ရဲ့နှက်ခက်က2 4ရဲ့ပါဝါက9အဲ့လိုမျိုးနဲ့ကျွန်တော်တို့ဒါအပီးပေးတာဆိုတော့ကဲရည်တော့ तू မနှက်ပြန်ထပ်ပေးမယ်ဆိုလို့ရှိရင်86ဆိုတဲ့ကဏ္ဍကညနေပိုင်းမှာတကွက်ကောင်းရှိเนาะဒါက3မိနစ်ကူလေးပေါ့เนาะ1-3တော့ကလည်းကျွန်တော်ဒီတိုင်းပဲเนาะ8ပါဝါ3နောက်ပိတ်8ရဲ့နှက်က1ထိန်းနဲ့เนาะပြီးတော့ကျွန်တော်တို့4ရဲ့ပါဝါ9နောက်ပိတ်ကို4ရဲ့နှက်က2ထိန်းနဲ့အကယ်၍မနက်ဖြန်ပေးမယ်ဆို1ရဲ့ပါဝါ6နောက်ပိတ်ကို1ရဲ့နှက်က8ထိန်းနဲ့မနက်ဖြန်ကျွန်တော်တို့ညနေစီကြာသပတေးနေ့ညနေစီမှာအဲ့တကွက်ရှိတယ်ပေါ့เนาะ86တကွက်ကြိုက်ရင်လည်း3ကိုပြเนาะမကြိုက်ရင်လည်းမသုံးနဲ့ပေါ့เนาะတော့3မိနစ်ထိတော့ဆက်ပေးအောင်မလားတော့မသိသေးဘူးเนาะအဲ့တော့ထားပါကျွန်တော်အခုမိတ်ဆွေတွေအားလုံးကိုထိတ်စီမနက်ဖြန်ကျွန်တော်တို့ကြာသပတေးနေ့เนาะ29ရက်8လ2026ကြာသပတေးနေ့ကျွန်တော်တို့ဒါထိတ်စီးကကျွန်တော်တို့694ထိတ်စီးပါเนาะ694ထိတ်စီးเนาะ694ထိတ်စီးအဲ့တော့694ထိတ်စီးကိုကျွန်တော်တို့နောက်ပိတ်က163နောက်ပိတ်เนาะ163နောက်ပိတ်အဲ့မနက်ကကျွန်တော်တို့ဒါမနက်ကကျွန်တော်မကင်တာเนาะမနက်ကမူတိုင်းဆိုကျွန်တော်88ကဒါပေါက်ကကျင်းသေးပေါက်ပြီးတယ်အာဇီယာမလို့ဘူးဒါမနက်ကလည်းကျွန်တော်ဒါ80ခွန်နှစ်3ညနှစ်ကထိပ်စီးကိုကျွန်တော်တို့ဒါ3ည8ကနောက်ပိတ်နဲ့အဲ့မူတိုင်းကျွန်တော်တို့ဝင်ရမပြတ်သေးဘူးဆိုတော့မနက်ဖြန်ကျွန်တော်တို့ဒါ9
964ကထိပ်စီးဖြစ်ရမယ်ညဒါဒီနောက်ပိတ်ကကျွန်တော်163ပေါ့နော်163နောက်ပိတ်ရှိတယ်နော်အဲ့တော့964ဒီထိပ်စီးကျွန်တော်163ကနောက်ပိတ်အဲ့တော့ကို့မှာလုံးပိုက်ဝမ်းချင်းတေချာရမှုရှိတယ်ဆိုလို့ရှိရင်အခုကျွန်တော်ပြောတဲ့ထိပ်စီးနောက်ပိတ်ကလေးနဲ့ကတ်ထိုးပါနော်ထိပ်စီးနောက်ပိတ်ကလေးနဲ့ကတ်ထိုးပါအဲ့တော့ကျွန်တော်တို့ဒါမိတ်ဆွေရလို့ကျွန်တော်တို့694ထိပ်စီး694ထိပ်စီးရဲ့163နောက်ပိတ်ကိုမိတ်ဆွေလာလို့မဲ့6ထိပ်စီးနဲ့ဆိုကျွန်တော်တို့ဒါ616663ရှိတယ်เนาะကျွန်တော်ပါဆို163နောက်ပိတ်ကိုကျွန်တော်694ထိပ်စီးနဲ့เนาะ6နဲ့ဆိုရင်ကျွန်တော်တို့616663ရှိမယ်9ထိပ်နဲ့ဆိုရင်ကျွန်တော်919693ရှိမယ်เนาะ4နဲ့ဆိုလို့ရှိရင်414643ရှိမယ်เนาะအဲ့တော့946ကထိပ်စီးတခါတည်း comment ကလေးမှာတခါတည်းမှတ်ထားပြီเนาะ946ကထိပ်စီးเนาะအဲ့တော့946ကထိပ်စီး694 946အတူတူပဲเนาะ694ထိပ်စီးကျွန်တော်တို့163နောက်ပိတ်เนาะ163နောက်ပိတ်အဲ့ဒီမှာကျွန်တော်တို့616663ရှိမယ်919693ရှိမယ်414643ရှိမယ်เนาะအဲ့တော့ပြီးကျွန်တော်ဒါဒီ main box လေးရွေးထုတ်ပြီးမှာပေါ့เนาะအခွေပြောပြမယ်အခွေကကျွန်တော်တို့မနက်ဖြန်6941အခွေเนาะ6941ကအခွေကမိတ်ဆွေတွေအားလုံးမှာ6941အခွေပေါ့နော်6941အခွေကျွန်တော်တို့ break ဒီ93ည break နော်93ည break အဲ့တော့ကျွန်တော်အကြိုက်ဆုံးက6ဘူးတဘူးရှိမယ်နော်ပြီးရင်96တကွက်ရှိမယ်46တကွက်ရှိမယ်နော်အဲ6ကကျွန်တော်ထိပ်စီးနောက်ပိတ်မှာပါနေတဲ့အတွက်ဒီ6ကကျွန်တော်တို့ဒါမနေ့ပြန်လဲကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အမှန်ကန်ကကျွန်တော်ဒါ694ထိပ်ကိုကျွန်တော်တို့136နောက်ပိတ်အဲ့တော့အခွေကလည်းကျွန်တော်6941ကအခွေဘရိတ်ကကျွန်တော်93ညာဘရိတ်နော်93ညာဘရိတ်ရှိတယ်အကြိုက်ဆုံးကကျွန်တော်တို့ဒါအကြိုက်ဆုံး3ခွက်ပေါ့နော်အကြိုက်ဆုံး3ခွက်66က96က46နော်66က96က46ကအဲ့3ခွက်အကြိုက်ဆုံးပါအကြိုက်တူတဲ့ကိုဒီမိုက်အားလုံးပဲဆော့ပေါ့နော်အဲ့တော့ကျွန်တော်ဝင်မိုက်အားလုံးပဲကျွန်တော်ဒီဗီဒီယိုဖိုင်လေးအားလုံးအတွက်ကိုရသည်ကြီးပေါက်စေခြင်းနဲ့အမျှဝေပြီးဗီဒီယိုဖိုင်လေးပဲဖြစ်တယ်ဒါကြောင့်လို့ကိုမိုက်အားလုံးကကိုတူတယောက်လေးရာရီတော့မကြည့်ဘဲနဲ့အများသူကတွေ့အောင်အများသူကမြင်အောင်အားလုံးပဲတူတယောက်မကြောင်ဝိုင်းပြီး share ပေးကြပါနော်ကျွန်တော်လည်းကိုပြီးဆိုကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုပြီးဆုံးနိုင်အောင်ကြည့်ရှုအားပေးကြလို့လည်းတူတယောက်မကြောင်အားလုံးပဲကျေးဇူးတင်ပါတယ်ကဲအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့စိတ်သွားတိုင်းကိုပါ၍လူဝင်ဆန္ဒတွေတလုံးတော့ပြေဝကြပါစေလို့ကျွန်တော်ဘုံဘုံကနေပြီးစုမှုကောင်းတောင်းပေးပါတယ်ဗျာနော်ကဲအားလုံးပဲဘဲဘဲမှာကျေးဇူးတင်ပါတယ်